အခုနောက်ပိုင်းတရုတ်ရဲ့ policy ကိုကဒေသခံတွေနဲ့အဆင်ပြေဖို့ဒေသခံလူထုထောက်ခံအားပေးနေတဲ့အဖွဲ့အစည်းတွေနဲ့အဆင်ပြေနေဖို့ပဲဖြစ်တယ်။ဒါမှသူတို့ဒီနယ်မြေမှာစီးပွားရေးလောက်ရကိုင်းရချောင်းလဲမှာဖြစ်တယ်လို့အေးကိုရိုင်းကလည်းရခိုင်မှာရှိသမျှစီမံကိန်းတွေလုပ်မယ်ဆိုရင်သူတို့နဲ့ညှိနှိုင်းမှုကြေညာချက်ထုတ်ထားပြီးသားဖြစ်တယ်။ဒါကိုအိန္ဒိယနိုင်ငံကလည်းလက်ခံရမှာဖြစ်တယ်။ဒီနိုင်ငံရဲ့အဆင့်နဲ့တရုတ်ကိုဖိအားပေးနိုင်တဲ့အခြေအနေမှာမရှိတာတော့အမှန်ပါပဲ။ဒီအတွက်အေးကစိတ်ပူစရာမလိုဘူး။အေးရဲ့စစ်အုံစရိတ်နဲ့ပတ်သက်ပြီးစစ်အုပ်စုဘက်ကမူရစ်ဆေးဝါးကိုအကြောင်းပြထားတယ်။ဒါတစ်ဖက်အဖွဲ့အစည်းကိုထိုးနှက်ခြင်းလို့အကြောင်းပြချက်ပါဘိန်းကင်းတွေနဲ့ပတ်သက်ပြီးကချင်နဲ့ရှမ်းပြည်နယ်ကဘိန်းကင်းတွေကဘယ်အဖွဲ့အစည်းကကာကွယ်နေလဲဆိုတာလူတိုင်းသိပါရီနောက်တစ်ချက်ကအာဆာနဲ့အေအေကိုပူးတွဲထုတ်ပြန်ချက်တွေကလူထုထောက်ခံမှုကြဆင်းအောင်လှုပ်ဆောင်နေတာကခလေးကွက်စမ်းနေသလားပဲဂျားတွေကအာဆာကတော့အေအေနဲ့စစ်တပ်ကြားကအတုံးချခံဖြစ်လိမ့်မယ်စီယိုစုဘက်ကတော့အာဆာဆိုတာနိုင်ငံရေးအတုံးချခံအေအေဘက်ကတော့စစ်ရေးအတုံးချခံတတာပဲရှိပါရီအေအေရဲ့လက်နက်ခဲယမ်းကတော့မဟာမိတ်ဒေစီကအထူးသဖြင့် KIA နဲ့ UWSA ဝါစီကရတယ်ဆိုတာသိကြမှာပါ MNDAA ကိုကန့်ဖုန်ကြားရှင်ဘက်ကလည်းကူညီပါရယ်အဟိုးစရာကောင်းတာကဒီလက်နက်ခဲယမ်းတွေကိုရှေလျားတဲ့ရခိုင်လမ်းကြောင်းအထိနေဆက်ကနေတဲနိုင်တာကိုပဲလေးစားဖို့ကောင်းပါရီဒီအတွက်သူတို့ဘလောက်အချိန်ယူပြီးတော့ပြင်ဆင်ထားခဲ့လေဆိုတာကျွန်တော်မှအပြေမရှိဘူးရခိုင်မှာလက်နက်ကင်လန်းစိန်ကရင်းမြေတောတောင်အနေအထားနဲ့မဖြစ်နိုင်ဘူးလို့ရခိုင်နိုင်ငံရေးသမားတွေကပြောခဲ့ပါရီဒါကိုအခုချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအလုံးနဲ့တက်သေးပြခဲ့တယ်သူ့ရဲ့လုံနိုင်စွမ်းကတော့တမိုင်းတစ်ခေတ်မှာလေးစားရမှာအမှန်ပါပဲတီဆဲဥပဒေအရ KIA ဝ NDAA မိုင်းလာ MNDAA ကိုကန့်အဖွဲ့တွေဟာတက်မတော်လက်အောက်ခံပြည်သူစစ်အသွင်ပြောင်းမှုဖိအားပေးခံရတယ်တချို့အဖွဲ့ငယ်တွေကလက်နက်အပ်ဖို့နဲ့ဖျက်သိမ်းမှုအမိန့်ထုတ်ပြန်နေ2009မှာမွေးရစေဝါအကြောင်းပြချက်နဲ့တပ်တွေအစင်သင့်ရှိတဲ့လောက်ကိုင်းကိုသိမ်းနေ MNDAA ဖုန်ကြားရှင်တို့အုပ်စုတရုတ်ကိုထွက်ပြေးရတယ်ဒီရဲ့ချီအနေကို KIA ကရိမ့်မိသွားတယ် AA နဲ့ TNL စစ်တင်တန်းပေးရေးစတင်လာတယ်2017မှာ KIA TNL နဲ့တကြော့ပြန်စစ်ပွဲဖြစ်တယ်အဲ့ဒီအချိန်မှာသတင်းဌာနကနေလိုင်းစာမှာရှိတယ် AA နဲ့ပတ်သက်ပြီးသတင်းတွေရေးသားလာတယ်ဒါကိုဘယ်သူမှတတိမထားမိဘူး AA အပေါ်စစ်တပ်ရဲ့အထင်သေးမှုက AA ရဲ့အားသာချက်ဖြစ်နေပြီးတော့ဒီအပေါ်မှာသူတို့လှုပ်ရှားချိန်ရတာပါပဲအားတစ်ခုကိုစုဆောင်းနိုင်သွားတယ်ကချင်စစ်ပွဲကနေ KIA ဝ TNL AA အကူအညီနဲ့ဖုန်ကြားရှင်ရဲ့ MNDAA တက်တွေတကြော့ပြန်လောက်ကိုင်းမုံကိုစစ်ပွဲတွေဖြစ်လာတာလူတိုင်းသိမှာပါအင်အားတရက်ရှိလာတဲ့ AA ရဲ့တရားဝင်နိုင်ငံရေးစကားပြောဆိုလာမှုက2018ကာလမှာစလာတယ်မီဒီယာတွေနဲ့အတရားလင်းအင်တာဗျူးဖြေတယ်သူတို့ရဲ့ရည်ရွယ်ချက်ကိုထုတ်ပြောတယ်တချို့သတင်းဌာနတွေက AA စစ်ဦးစီးချုပ်ထုံးမြတ်နိုင်ရဲ့နိုင်ငံရေးစကားဟာရခိုင်လူထုအကြိုက်လိုက်ပြီးပြောနေသလားပေါ့ကျွန်တော်တို့အဲ့ဒီလိုမထင်ဘူး AA စဖွဲ့ကလေးကရခိုင်ဟာတမိုင်းမှာလူမျိုးတစ်မျိုးဖြစ်တယ်ဆိုတာပြောခဲ့ပြီးသားပဲဖြစ်ပါရီမုံနိုင်ကြက Arakan 2020အိမ်မက်ဆိုတာစနစ်ကိုအသက်သွင်းမှုဖြစ်တယ်အေးစစ်ဦးစီးချုပ်ထုံးမြတ်နိုင်တဲ့အင်တာဗျူးတွေကမီဒီယာတွေအကြိုက်ဖြစ်နေတယ်။စေအုပ်စုကိုမထိတထိရည်နေတာတွေခံပြောနေတာတွေစေအုပ်စုအတွက်တော့ခံရခတ်မှာအမှန်ပဲ။အဲ့ဒီအပေါ်မှာလဲစေအုပ်စုကသူတို့ကိုလှန်ရကောင်းလောက်ဆိုပြီးခန်းစားချက်တွေနဲ့ရခိုင်ကိုမီးကုံရမ်းကုံမဲနေတာလဲပါပါတယ်။ခွဲထွက်ရေးမှုကအခြားလက်နက်ကိုင်တွေလည်းခန်းစားချက်ရှိနေတယ်။ဒါကိုစစ်အုပ်စုလည်းသိတယ်။အခြားလက်နက်ကိုင်တွေကသူတို့အားကောင်းမှုအချင်းယူဖို့ထုံမပြောတာပဲရှိမိ။အေအေကတော့ပြောင်းကြကြပြောနေတာတွေဒါကိုဟိုဘက်အုပ်စုကမကြိုက်တာလဲပါပါမယ်။ဘာမှမဆိုင်တဲ့ရှမ်းပြည်မှာအေအေကိုနေရာပေးမယ်ဆိုတော့ဒါရှမ်းတွေကိုစစ်အုပ်စုကဘလောက်အထိဂရုမစိုက်လဲဆိုတာပဲအေအေဘက်ကလက်မခံပါဘူး။နောက်တစ်ချက်မှာမီဒီယာတစ်ခုရဲ့ရေးသားချက်ကတော့အေအေမှာစေးတက်တာမရှိဘူးပေါ့ဒါကိုတော့ညင်းချင်နေအေအေမှာစေးတက်တာရှိပါရီရခိုင်လိုစစ်မြေပြင်မှာစေးဝါလုံလောက်မှုကအေအေအတွက်ခက်ခဲလိမ့်မယ်ရခိုင်မှာအေအေဘက်ကကြည်ဖြုံးအားမကြသေးတာကတမတော်ဘက်ကသိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းအမေရိကိုပြန်ပြင်ပြီးတော့သုံးလဲရပါရီဒါမျိုးကမြောက်ပိုင်းစစ်ပွဲတွေမှာပြန်ပြီးတော့ပြင်သုံးပါရီအေအေဘက်ကတော်တဲ့ចောင်းသားတွေကိုတရုတ်ကိုသွားပြီးတင်နေယူခိုင်းနေကရင်ပြည်နယ်အခြေစိုက် FBR Free Burma Ranga မှာလဲတင်နန်းယူပါရီFBR နဲ့ပတ်သက်ပြီးတော့လေတမတော်ဘက်ကအတိအမှတ်မပြူဘူးပြောထားပေမဲ့နာမည်ကြီးလက်နက်ကင်တွေကတော့သူတို့စီကိုတင်နန်းသားဆေးလွတ်နေတော့အံ့ဩစရာပဲ FBR ကအာဖဂန်စစ်ပြန်နဲ့ဖွဲ့စည်းထားတဲ့ဆိုပေမဲ့သူတို့ထောက်ပံ့နေတဲ့အဖွဲ့အစည်းကိုတရားဝင်ပြောဆိုတာတော့မရှိပါဘူးတချို့က CIA အထောက်ပံ့လို့ပြောတယ်သူတို့ရည်ရွယ်ချက်ကတော့လူသားချင်းစာနာအကူအညီပေးရေးတရားဝင်တော့ပြောဆိုထားတယ်အခုဆိုကချင်မြေကမထင်မရှား AA Arakan Army ဟာရခိုင်မြေမှာအောင်ပွဲခံပြီးတော့မြန်မာသားမကကဘာတဝမ်းမှာပါထင်ရှားလာပြီးတော့အတိအမှတ်ပြုလာကြပြီဖြစ်ပါရီ